ရိုကြီးကို2ယောက်1ယောက်ပြစ်ပြီးပုံခွဲခဲ့တာငါတစ်သက်လုံးမှတ်ထားတာအေးလို့214ခုမှဘာကြောက်ပါပြီတော့ထေရာအနေနဲ့ကလည်း14ကောင် nice ကွာကျွန်တော်မြန်မာအသင်းတွေကကေးတွေအများကြီးရထားတယ်ကဲကျွန်တော်ဝိုင်းကြီးနေတဲ့စုံနေပါပဲကဲဝိုင်းကြီးလို့အသင်းမျိုးတကယ်ကို4ယောက်လုံး performance ထွက်တဲ့အသင်းမျိုး World Champion ရထားတဲ့အသင်းမျိုးကစုံမှာကျွန်တော်တို့အဆင်ပြေနေတယ်ဆိုတော့ဝိုင်းကြီးနေနဲ့အများကြီးတော့ကျွန်တော်တို့မျှော်လင့်လို့ရနေသေးတယ်ဗျထွန်းမှာကျွန်တော် Snooker Esport အကုန်လုံးဝင်လာလို့ကျွန်တော်2-1ဖို့မေလိုလေးကိုတောင်းကြတော့ပြစ်နေတယ်ဆိုရင်လည်းမေလိုကားနဲ့တော့ပြန်ပြီးတော့ကျွန်တော်တို့အောက်ထီတော့ဆင်းသွားခဲ့ပြီဗျာဒါပေမဲ့တစ်ဖက်မှာမာနက်တို့ရှိတယ် YG Smile ရှိတယ်မေလိုလေးကိုတော့ရခဲ့ပါပြီ YG မာနက်2-1ဖို့တကောင်ပါကျွန်တော်အပြက်ရှင်းလိုက်နေပဲမြန်မာ3သိန်းပဲကျန်နေမြန်မာ3သိန်းပဲကျန်နေ nice ကျွန်တော်ရွှေမြန်မာ3သိန်းကျန်ပါတယ်စော်ရဲကိုပျော်စရာကောင်းတဲ့ခိုင်းတဲ့ဘယ်သူစသားစားတာပြဿနာမရှိဘူးနော်ကျွန်တော်မြန်မာ3သိန်းမှာခံပါအောင်ကဲဝိုင်းရင်နေတော့စုံတော့ control လောက်ထားခဲ့ပါပြီစုံသားမှာပဲအားလုံးတော့နေခဲ့တဲ့နေသားတစ်ခုမှတော့ရှိတယ် Godspeed အနေနဲ့ Snooker Esport နဲ့လှပ်ပြီးတော့ညှိတယ်ဗျာတော့ Godspeed အနေနဲ့ Snooker Esport တယောက်ကိုတော့ကျွန်တော်ရလိုက်ပါပြီကျွန်တော်ရွှေမြန်မာအချင်းချင်းမှာပဲထပ်ပြီးတော့ Granite ပါညာဝင်มาကျွန်တော် YG Spine Line ပြီးတော့ N07 ကိုထောက်ဖို့တော့ကြိုးစားနေတော့မယ် Granite လှမ်းပြမှာလားတောင်းချောက်ပဲကိုင်းတော့ကိုင်ထားတော့မယ်အဲ့တော့ what a Granite ဖြစ်သွားခဲ့မလားလောလောဆယ်သွေးရတော့တဝက်လောက်တော့ရောက်သွား smoke တွေပါပြန်ခေးပြီးတော့ပဲအပေါ်တော့ပြေးတက်ရမယ်ဗျာ YG အနေနဲ့တော့ဇုံကလည်း20 second နေတော့ကျွန်တော်တို့ဇုံရှင်ခုံရပါပြီကဲအနောက်မှာကျွန်တော် N07 grenade နဲ့တော့သွားပြီနောက်တဲ့ grenade တွေပါထပ်ထည့်ထားရဲဆိုရင်လည်းကျွန်တော်တို့အပါတော့မခေါ်နိုင်သေးဘူးဗျအဲ့တော့တစ်ဖက်မှာကျွန်တော် Snooker Esport ကိုတွေ့နေ smoke ထဲကနေပဲအားလုံး spray နေဆိုတော့နောက်မှာမာနဲ့အနေနဲ့ smoke ထဲကနေပဲ spray ထားပါသေးတယ်နောက်မှာ Godspeed ချဲနေတော့မယ်ကျွန်တော်ရွှေနမားတွေသွေးဆူနေခဲ့ပါပြီထပ်ပြီးတော့ဝိုင်းနေနဲ့တန်းကေးပါရယူထားပါသေးတယ်ဒီတော့ကျွန်တော် Godspeed ကို grenade နဲ့ပါတက်ပြီးတော့စေကလောက်ဟိုကလည်းစေကလောက်ကောင်းလိုက်တာညီလေးကမျက်တောင်တူတော့ကျွတ်တယ်ဆိုတဲ့အနေအထားတစ်ခုမှတော့မာနဲ့အနေနဲ့ပြန်လဲပြီးတော့ကျွန်တော်ဖြတ်တော့ခံထားရသေးတယ်ဗျာကျွန်တော်ဒီဘက်မှာ Snooker Esport တွေလာနေတယ်ဆိုရင်လည်းတစ်ဖက်မှာလည်းကျွန်တော် YG ဖြစ်နေခဲ့တယ်ဗျာ experience ရဘာရဟောတော်တော်ကိုကျွန်တော်တာနေတဲ့ YG ဒီဘက်မှာကျွန်တော်ရွှေမြန်မာဆိုရင်လည်းကျွန်တော် experience ရတော့ YG နေနဲ့ World Champion ယူထားဖြစ်တဲ့အတွက်ဒီတက်ပိုကောင်းတဲ့ကျွန်တော် strategy ကိုတော့မြင်အောင်ပဲဗျာ Snooker Esport အနေနဲ့လည်းဖြတ်ထားတယ်ဒီဘက်မှာတော့ကျွန်တော်အကုန်လုံးပဲဝိုင်းထားတဲ့အနေအထားတစ်ခုဆိုရင်လည်းကျွန်တော် YG မာနဲ့ကိုတော့ပြန်ပြီးတော့ကယ်လိုက်ပါ YG 4 vs 3 ပတ်တွေကိုတော့ဆိုင်ရတော့မယ်ဗျာဒီဘက်မှာကိုင်းကြီးတော့တောက်ချောင်းဝင်လာဆိုတဲ့အနေအထားမှာစေကလောက်ရဲ့ပြစ်ချက်ကြီးကကွက်တီဆိုရင်းနဲ့ပဲကျွန်တော်နှစ်ကောင်တော့ရလိုက်ပြီဗျာအဲ့တော့ကျွန်တော် YG လက်တကန်းလုံးမှာတော့ရှိနေခဲ့ပါပြီဒီဘက်မှာတော့ထပ်ပြီးတော့ပဲကျွန်တော်လှမ်းပြီးတော့ spray ဖို့တော့ကြိုးစားနေတော့မယ် long range ကနေပဲကျွန်တော် arrow နားလေး YG smile တွေ့ရတော့တဝက်လောက်တော့ကြော့သွားပြီကျမ်းမာပြန် view side မှာတော့ရမယ် Snooker Esport လည်းအကောင်းဆုံး performance တွေပြရင်းနဲ့ပဲ target နေသားကိုတော့ကျွန်တော်ရဘလောက်ပြန်ခုခံမှုကြိုးစားတယ်ဆိုပေမဲ့လည်းနောက်ဆုံးမှာတော့ YG champion YG တွေနဲ့တော့ကျွန်တော် winner chicken dinner ကိုတော့ရသွားခဲ့ပြီဗျ nice တကယ်ကိုကျွန်တော် YG တွေသွေးဆိုးနေခဲ့ပြီမြန်မာတွေသွေးဆိုးနေခဲ့ပြီသွေးဆူနေခဲ့ပါပြီ nice